အားလုံးပဲမင်္ဂလာပါ 21st century မြန်မာမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့မိသားရာသီဘွားများအတွက်ကံကောင်းစေသောအရာများဆောင်းရံရှောင်းရံနဲ့2026အတွက်ဟောစနံအပြည့်စုံကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မိသားရာသီဘွားများသည်မတ်လ21ရက်နေ့မှဧပြီလ19ရက်အတွင်းမွေးဖွားသူများဖြစ်ပါတယ်မိသားရာသီဘွားများ၏အကျင့်စရိုက်နှင့်စိတ်တွေသဘောထားမိသားရာသီသည်မိဒတ်ဖိုင်ယာဆိုင်ဖြစ်ပြီးအင်္ဂါဂျိုမတ်စ်မှစိုးမိုးထားသောရာသီခွင်ဖြစ်ပါတယ်ပင်ကိုစရိုက်မိသားရာသီဘွားများသည်မွေးရပါခေါင်းဆောင်များဖြစ်ကြပါတယ်စွမ်းရင်အလွန်ကောင်းမွန်ပြီးအလုပ်တစ်ခုကိုစတင်လုပ်ကိုင်ရမှာရှေ့ဆုံးကနေဦးဆောင်ရတာကိုနှစ်သက်သူများဖြစ်ပါတယ်ပွင့်လင်းရိုးသားပြီးစိတ်ထဲရှိတဲ့အတိုင်းပြောတတ်ကြပါတယ်အားသာချက်များရဲရင်ချင်းအခက်အခဲတွေကိုမကြောက်ပဲရင်ဆိုင်ရဲပါတယ်ဆုံးဖြတ်ချက်ပြတ်သားခြင်းဘာလုပ်မယ်ဆိုတာကိုတိတိကျကျသိပြီးမြန်မြန်ဆန်ဆန်ဆုံးဖြတ်နိုင်ပါတယ်တက်ကြွခြင်းအမြဲတမ်းတက်ကြွလန်းဆန်းနေပြီးပတ်ဝန်းကျင်ကိုပါအားတက်စေပါတယ်ရိုးသားခြင်းကွေးဝိုက်မနေပဲတက်တက်ပြောတတ်တာကြောင့်ယုံကြည်ရသူများဖြစ်ပါတယ်အားနည်းချက်များကတော့စိတ်မြန်လက်မြန်ရှိခြင်းစဉ်းစားမနေပဲလှုပ်လိုက်မိတာကြောင့်အမှားပါတတ်ပါတယ်ဒေါသကြီးခြင်းစိတ်ဆိုးလွယ်ပြီးပေါက်ကွဲလွယ်တတ်ပါတယ်ဒါပေမဲ့အမြန်ပြန်ပြေတတ်ပါတယ်တီးခံစိတ်နှဲခြင်းရလက်ကိုချစ်ချင်းလိုချင်ပြီးစောင့်ဆိုင်းရတာကိုမုန်းပါတယ်ကံကောင်းစေသောအရာများမိသားရာသီဘွားများကံဉဏ်ပွင့်လန်းစေရန်အထောက်အကူပြုသည့်အရာများမှာကံကောင်းစေသောအရာအနီရောင်စွမ်းအင်နှင့်ရဲရင့်မှုကိုပေးစွမ်းသည်အဖြူရောင်နှင့်တန်တာရောင်တို့သည်လည်းအကျိုးပေးပါတယ်မိသားရာသီဘွားများအတွက်အကျိုးပေးကဏ္ဍကတော့ကိုယ်ကဏ္ဍတစ်ကဏ္ဍများဖြစ်ပါတယ်ကံကောင်းစေသောနေ့ကတော့အင်္ဂါနေ့ဖြစ်ပါတယ်စောင့်တဲ့သောကြောက်မြတ်များကတော့ဗရင်များတန်တာကြောက်တို့ပဲဖြစ်ပါတယ်2026ခုနှစ်အတွက်ဟောကိန်းအပြည့်စုံကိုတင်ဆက်ပေးသွားပါမယ်2026ခုနှစ်သည်မိသားရာသီဘွားများအတွက်ပြုပြင်ပြောင်းလဲမှုများနှင့်တာဝန်ယူမှုများတိုးလာမည့်နှစ်ဖြစ်ပါတယ်အလောက်ကိုင်းနေစီးပွားရေးယခုနှစ်တွင်မိသားရာသီဘွားများသည်လုပ်ငန်းခွင်၌နေရာကောင်းသို့မဟုတ်ယာဒူးတူးမြင့်ခြင်းခံရခြင်းရှိပါတယ်သို့သောစနေကြို၏အရှိန်ကြောင့်အလုတ်တော်ဝင်များပုံမကြီးလေးလာနိုင်ပြီးစိတ်ဖိစီးမှုအနည်းငယ်ရှိနိုင်ပါတယ်ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်သူများအနေဖြင့်လုပ်ငန်းချဲ့ထွင်ရန်အခွင့်အလမ်းကောင်းများပေါ်လာပါလိမ့်မယ်အသည့်အဆန်းတီထွင်ကျင်းထက်ရှိပြီးသားအလုပ်ကိုစနစ်တကျပြန်လည်ပြင်ဆင်ခြင်းကပိုအောင်မြင်ပါလိမ့်မယ်ငွေကြေးဝင်ငွေလမ်းကြောင်းကောင်းမွန်တော်လဲမလိုအပ်ဘဲငွေကုန်ကြေးကြများတတ်ပါတယ်အထူးသဖြင့်နှစ်လယ်ပိုင်းတွင်အိမ်ခြံမြေသို့မဟုတ်ရင်တစ်မျိုးမျိုးအတွက်ငွေ30ရကိန်းရှိပါတယ်စုဆောင်းငွေတိုးပွားရန်အတွက်အစီအစဉ်သစ်များချမှတ်သင့်သောနှစ်ဖြစ်ပါတယ်အခြေရေးနှင့်အိမ်တော်ရေးပြိုရွယ်သူများချစ်သူသည့်ရနိုင်ခြင်းများပြီးထို့သူသည်ကိုယ့်ထက်အသက်ကြီးသူသို့မဟုတ်ရင့်ကျက်သူဖြစ်နိုင်ပါတယ်အိမ်တော်သည်များအိမ်တော်ဘက်နှင့်နားလည်မှုလွဲမှားစရာတွေရှိနိုင်ပေမဲ့ညှိနှိုင်းတိုင်ပင်ခြင်းဖြင့်ကျော်လွှားနိုင်ပါလိမ့်မယ်မိမိ၏ဒေါသကိုလျှော့ချပြီးပါတနာ၏စကားကိုနားထောင်ပြီးဖို့တော့လိုပါတယ်ကျမ်းမာရေးအနေကတော့ရေဘူးအားဖြင့်ကျမ်းမာရေးကောင်းမွန်တော်လဲခေါင်းကိုက်ခြင်းမျက်လုံးညောင်းညခြင်းနှင့်ပတ်သက်သောဝေဒနာများကိုဂရုစိုက်ပါအားကစားလိုက်စားသူဖြစ်ပါကထိခိုက်ဒဏ်ရာအနည်းငယ်အထူးသဖြင့်ခေါင်းပိုင်းကိုတတိထားသင့်ပါတယ်စိတ်ဖိစီးမှုများတတ်သဖြင့်တရားထိုင်ခြင်းယောဂကျင့်ခြင်းများကိုပြုလုပ်ပေးသင့်ပါတယ်
2026အတွက်အထူးအကြံပြုချက်ကတော့ဒီနှစ်မှာအောင်မြင်မှုရဖို့အဓိကတော့ချက်ကတီးခံခြင်းပါပဲစိတ်ပြန်လက်ပြန်ဆုံးဖြတ်တာတွေကိုလျှော့ချပြီးရေရှည်အတွက်စဉ်းစားကခြေလက်မှန်မှန်လှမ်းမယ်ဆိုရင်အလွန်တိုးတက်မိနှစ်တစ်နှစ်ဖြစ်ပါလိမ့်မည်ယခုတင်ဆက်ပေးသွားတာကတော့မြိတ်သားရာသီဘွားတွေရဲ့အကြောင်းပဲဖြစ်ပါတယ်နောက်ဗီဒီယိုတွေမှာလည်းနောက်ထပ်ရာသီခွင်တွေရဲ့အကြောင်းကိုဆက်လက်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်